ဈေးကထဲမှာတွေ့နေရတဲ့ဒီအတွင်းကျိုးပေါ့34 watt ကိုကျွန်တော်ဟိုလေဒီချောင်းမီက origin fat copy ဆိုပြီးထုတ်တဲ့ကောင်လေးဒီကောင်လေးနဲ့ original ကျိုးနေဘာကွာလဲဆိုတော့ဒါမျိုးလေးကွာဟောမှာဆိုရင်ဒီကောင်ကကျတော့ဒီဟိုအပေါင်းနဲ့နှုတ်ကိုပေါ့ဗျာအဲ့လိုပြောလိုက်တော့မယ်ဒီကောင်ဟိုကနေတော့တာ MB ကတောက်အောင်ထင်တယ်ကျွန်တော်နီးဆိုတဲ့နှစ်ကျိုးအဖြူဆိုတဲ့နှစ်ကျိုးအဲ့လိုထုတ်ထားတာပေါ့ဗျာဒီကောင်လေးကတော့ဒီအတိုင်းပဲဖြူဒီရောနေရုပ်ကြရင်ဒီမှာဟိုဒီ order division နှစ် line ပါမယ်ဒါပဲဖြူတော့မပါဘူးဒီကောင်လေးကျတော့ကျွန်တော်ဒီကောင်တော့ဒါမျိုးပေါ့ဗျာဒါသူဒီ34 watt ဟောပါတဲ့အကျိုးဒီကျိုးတွေကဘာမှဟိုဆိုရင်တကယ်သုံးကြည့်လို့ရှင်သူ original ခေါင်းနဲ့သုံးလို့ရှင်အဆင်မပြေဘူးဘာဖတ်ချကျင်အောင်မရအောင် original ခေါင်းနဲ့တော့ရိုးချကြပဲခေါင်းတွေကဒီကောင်တော့ကျွန်တော်ဟာပြတ်သွားလို့ပြန်ပြင်လာတာပေါ့ကွာခေါင်းတွေကအရင်ကပြတ်သွားတယ်ပြန်ပြင်လို့ပြုလို့တော့အဆင်ပြေတယ်ဒါပေမဲ့ဟိုလှတော့မလှတော့ဘူးပေါ့ဗျာကျွန်တော်က2မျောလို့ပြန်သုံးတာဟောပါစနေရစားကွန်တက်ဒီဖတ်ချခြင်းညာကြိုက်တဲ့ခေါင်းနဲ့ဟိုအဖြစ်ဒီကောင်ဒီကျိုးရ original ကျိုးတွေကတော်တော်အဆင်ပြေသူနောက်လိုက်ကျိုးတွေကအဆင်ပြေဒီကောင်တွေကသူ့အတုံးနဲ့တူပဲအဆင်ပြေတခြားအတုံးနဲ့တုံးလိုက်လို့ရှိရင်မရတော့ဖတ်ချခြင်းမရတော့ရိုးချခြင်းမရခေါင်းတွေရတဲ့ဒါမျိုးတွေ